ပါကဲဒါကြောင့်ဟေးကဲဟုတ်ပြီနော်ဟုတ်ပြီမင်္ဂလာပါအခုပထမဆုံးစပြီးတော့ကျွန်တော်ကုမာတွေကိုပြောချင်တာကကျွန်တော်3လုံးကီးရရင်ပြည့်ပြီနော်နော်3လုံးကီးရရင်ကျွန်တော်ကုမာတွေတပတ်စာအပြီးရှင်းရမယ်ကုမာတွေကြာရင်လည်းယူပါမကြာရင်လည်းပြုံပါနဲ့လိုင်းချုပ်က2လိုင်းစီအကုန်လုံးချုပ်တာ3လုံးကီးရတော့နည်းရှားတာလိုင်းချုပ်ကကောင်းမှုနည်းနည်းရှားတာတော့နည်းခက်တယ်ဗောနော်3လုံးကီးပြီးရှင်းတွေကအဲ့တော့ကျွန်တော်အဲ့မှာ2ခုလေးရရင်ကိုမကြီးကြာမယ်ဆိုရင်လည်းယူပါเนาะတရားဟိုဘက်ကီးရကြာပြီဒီဘက်ကီးရမကြာလို့ဆိုပြီးတော့လည်းစိတ်မဆိုးနဲ့အောင်เนาะစိတ်တော့မဆိုးနဲ့เนาะကြိုက်တယ်ဆိုရင်လည်းကစားပါเนาะပြည့်နေဘဲကြီးတယ်โอเคလေအဲ့ဒါလေးရင်ပြောရသေးတယ်ဟေးနောက်ဆိုရင်ဒီကိုပြန်ပြီးတော့ရစ်မှာသိတယ်အဲ့ဒါကြောင့်မို့တခါလေးပြောထားတာကြာရင်လည်းယူပါမကြာရင်လည်းအပြင်ပြောပါနဲ့เนาะโอเคเนาะအဲ့လိုလေးတော့လုပ်ကြာရင်တော့ငြိမ်ယူတယ်မကြာရင်အပြင်ပြောတယ်ကိုတောင်းရေးပါပြီလေကိုသားကြီးမထိုးတော့ဘူးဒါပေမဲ့လိုက်ကြည့်တော့ကြည့်ပါတယ်နှစ်သုံးပေးတယ်မွေးနေတိုင်းမဲ့ဘာကူမှမထိုးဖြစ်တော့တာဟုတ်ကဲ့ပါကြည့်တော့ကြည့်ပြီးလဲဆိုတာချစ်တယ်ပေါ့နော်တချို့ကချစ်တဲ့ခါကျကြည့်ရတာပေါ့ဗျာအဲ့လိုမျိုးပေါ့3ပေးအောင်တော့ဟုတ်ကဲ့ပါကဲမင်္ဂလာပါမျိုးတွေအားလုံးပဲကျွန်တော်မျိုးတွေအားလုံးအဆင်ပြေကြပါသေးဗျာနော်အဲ့တော့3လုံးကြီးအပူပါနော်3လုံးကြီးတပတ်စာနော်3လုံးကြီးအပီးရှင်းရတပတ်စာနော်3လုံးကြီးတပတ်စာမှာအပီးရှင်းအပူပါသည်ဒီတပတ်မှာကျွန်တော်အဲ့2ခုရရင်တစ်ခုရွေးပြလိုက်မယ်နော်တစ်ခုရွေးပြလိုက်မယ်နော်ဘယ်ကြီးဆွဲกว่าလဲနော်3ခွန်6ကီအပီးရှင်းရစ်မှာပဲတဲ့ရစ်တယ်ဟေးတကယ်ရစ်တာဟာအားလူတွေကကဲအားလုံးမင်္ဂလာပါနော်ပြောလိုက်ပြီနော်ကြားရမလားရစ်တာတကယ်ရစ်တာအရက်သမားတဲ့ပူရစ်တယ်သူတို့ကနကီးလုံးကြိတ်ပဲကွာတယ်ဟောကဲစင်ပြေလို့နော်2ကီးလုံးက2လိုင်းရုပ်တွေကြီးပဲ3လုံးကီးအပီးရှင်းနေဖြစ်တဲ့အတွက်လိုင်းရုပ်အကောင်က3လိုင်းချုပ်ဖို့လည်းခက်တယ်2လိုင်းချုပ်ကတော့များတယ်ဗောနော်2လိုင်းချုပ်အကုန်လုံးက2လိုင်းချုပ်တွေကြီးပဲကြိုက်တာကိုသုံးလို့ရတယ်နော်ချစ်ပြီးသားမဘေးနေဟောတာမှန်တဲ့ဖုံဖုံရှိရယ်ဟုတ်ကဲ့ပါနော်3ခွန်6ကီးအပီးရှင်းအပူပါနော်3ကမရှိတော့ဘူးအဲ့ကွင်ကကျွန်တော်မသုံးကျင်တော့ဘူးဗျာအဲ့တော့တစ်ခုပဲသုံးမယ်4ခွက်လောက်ချုပ်ပြီမယ်နော်3ခွက်ကိုရှိမတော့ပဲဟုတ်တယ်လို့မတော့ပဲရင်းနေကြတာလို့အဲ့မှာဘာဆိုးတယ်လဲမင်းတော်တော်ဆိုးတဲ့လူတွေတရားချစ်လို့တန်ကြီးခံနေတာနော်3ခွက်ကိုကြီးအပီးရှင်းအပူပါနော်အဲ့တခုရွေးပြလိုက်ပါမယ်ကျွန်တော်ပိုကြိုက်တာကိုရွေးပြလိုက်တာပေါ့နော်ဟုတ်ပြီနော်โอเคပြီနော်โอเคပြီနော်အဲ့ဒါโอเคတယ်နော်ဟုတ်ပြီခွေပေးပါတဲ့ဟဲ့ကိုမောင်တော့ခွေလိုက်တော့လေဟဲ့ဒီလိုခွေပြီးတော့ခန္ဓာကိုယ်ခွေပြီးပေးရမှာလားအဲ့လိုပေးရတော်စိုးနေပြီကဲဟုတ်ပြီနော်โอเคပြီနော်နော်3ခုကိုရပြီးရှင်းအပူပါနော်အဲ့ဒါမှတ်ထားလိုက်အဲ့တော့မနက်ဖြန်မှာဟုတ်ပြီမနက်ဖြန်တော့ကျွန်တော်ပြန်လှည့်စီစဉ်းစားကြမယ်အဲ့တော့ကျွန်တော်ကဗုဒ္ဓဥမကျော်မှာ9နဲ့1ကကျွန်တော်ဖမ်းထားပြီးသားအဲ့တော့ဗုဒ္ဓဥမကျော်မှာကျင်းနေတာက9နဲ့1ဒီဗုဒ္ဓဥမကျော်လာဘူးထွက်လာလိမ့်မယ်နှလုံးသားအပြိုင်ထွက်ပြီးတော့51လည်းထွက်ရင်ထွက်သွားနိုင်တယ်အဲ့တော့မနက်ပိုင်းမှာ9ပိုင်ဦးစားပေးပြီးတော့ကစားရမယ်ညနေပိုင်းကျတော့1ပိုင်ဦးစားပေးကစားရမယ်မနက်ဖြန်မှာဟိုကလည်း51လုံးပိုင်ကမနက်ဖြန်အင်္ဂါဟိုသူကရောက်လာပြီဖြစ်တဲ့အတွက်မနက်ဖြန်နေကုန်မှာဟိုက9ပိုင်1ပိုင်ဒီအာကောင်းလုံးပိုင်ပတ်တိဖြစ်တယ်နော်အဲ့တော့9ပိုင်ပတ်တိ1ပိုင်ပတ်တိကမနက်ဖြန်အာကောင်းပတ်တိဖြစ်တယ်မနက်ပိုင်းကျရင်တကယ်လို့မနက်ပိုင်း9ကျရင်ညနေပိုင်းကျရင်1လုံးကင်မယ်မနက်ပိုင်း1ကျရင်တော့ညနေပိုင်း9ကင်ရမှာပေါ့ဗျာအဲ့လိုပုံစံဖြစ်နေမယ်နော်အဲ့တော့9ပတ်တိမှာအဓိက main ကွက်ဒီ51 53နော်51 53နော်အဲ့နှစ်ကွက်ထည့်မယ်မနက်ပိုင်းတွေထည့်ရမှာနော်မိန်းထည့်ရမှာပြောတာ9 1ကဲ9 3ရယ်နောက်ပြီးတော့ဗာလဲ50ခွန်ထည့်ရမယ်နော်ဟိုပါမှာ9 1ကဲ9 3ရယ်9ခွန်ရယ်နော်အဲ့တဲ့ပဲရှင်းရမှာ9 1ကဲ9 3ရယ်9ခွန်ရယ်အဲ့လိုပဲရှင်းရမှာနော်9 1 9 3 9ခွန်ရယ်9ပဲတည်းကဥသားပေးပဲတည်းဖြစ်မယ်နော်မနက်ပိုင်းနော်ဗုဒ္ဓမှုကျော်တော့9တက်ကြတာဗုဒ္ဓမှုကျော်ပဲစီဗျ9နဲ့ပတ်သက်ရင်51
ဒီတိုင်းပဲမနေ့ကလိုပဲသုံးရမှာပဲငါလည်းပတ်သက်ရင်51 53ညီကိုတစ်ခွက်တဲ့ညီကိုတစ်ခွက်တဲ့ဆိုတာ9ပါတော့ဟို9ပါတော့ညီကိုဖြစ်တဲ့6ကက်နဲ့ဖြစ်တယ်9ပါတော့ညီကိုဖြစ်တယ်6လဲကက်နဲ့ဖြစ်တယ်56တစ်ခွက်ပါတဲ့9တက်9နဲ့ပတ်သက်ရင်ပတ်သက်ရင်ကိုမလေးနေကုံပတ်သည်9တက်ပတ်သည်9ပတ်သည်နဲ့ပတ်သက်ရင်51 53 56 59 main လေးကွာနော်တင်းနဲ့ပတ်သက်ရင်15 16 19 18 main လေးကွာနော်ဟုတ်တယ်နော်စိုးနေပြီဘာလဲဆိုကနှကန်းနေစိုးနေရလားနှကန်းနေစိုးနေရလားလို့ကဲငါမနက်နေကုန်မှာ9ပိုင်ပဲဒီ1ပိုင်ပဲဒီပဲသုံးပါမယ်နော်အခုကီအပီးပါပြောလိုက်ပြီနော်မှတ်လဲထားကြအောင်နော်9ပိုင်ပဲဒီပဲဒီ1ပိုင်ပဲဒီသုံးပါမယ်အဲ့တော့အဓိကသုံးရမှာက9နဲ့ပတ်သက်ရင်51 53 56 5ခွန်နော်51 53 56 5ခွန်ကြီးကွာတော့တဲ့51 53 56 5ခွန် main 4ကွက်1နဲ့ပတ်သက်ရင်15 16 1ခွန်18 main 4ကွက်နော်โอเคနော်မတ်စာကြီးလားကိုစာကြီးလားမသိဘူးမင်္ဂလာပါနော်အဲ့ဒါသူကဖတ်မှတ်နော်မျိုးတွေကဲအားလုံးပဲမင်္ဂလာရှိကြပါစေဗျာကျွန်တော်မျိုးတွေအားလုံးနော်မနက်ဖြန်မှာလည်းဆက်ပြီးတော့ဆက်လက်ပြီးမင်္ဂလာရှိကြပါစေတပတ်စာကီး3လုံးကီးအပြီးရှင်းလေးကိုတော့ပုံမှန်မှတ်ထားပါနော် channel ကို subscribe လုပ်တဲ့မျိုးတွေကလှုပ်ထားအောင်ဒါလေးနဲ့လုပ်မယ်ဒါလေးလုပ်မယ်ဓာရှိရဓာနဲ့ခုံးပါနော်ဟမ်ကိုမလည်းရက်တော့ပြန်ခါပါဖြစ်တော့ line နေလည်းမကောင်းဘူးမျိုးတို့line ရမကောင်းအဲ့လိုဖြစ်နေတယ်ဟောင်းနေဟေးဟိုကောင်နေရလဲဟောင်းနေတဲ့ဟောင်းနေဘင်းရကောင်နေရဘရိတ်လိုက်မယ်ဆို38ဘရိတ်ပဲလေဘာစဉ်းစားကြလို့လဲဘရိတ်လိုက်ရှင်နေဆိုရင်38ဘရိတ်ပဲဘာစဉ်းစားကြမှာမလို့ဘူးဘာဘရိတ်လိုက်ရမလဲကိုတောင်းဆိုရင်ဘရိတ်လိုက်မယ်ဆိုရင်38ဘရိတ်ပဲမစဉ်းစားနဲ့မပြောဘရိတ်ကော်စားလေးပြောပါအောင်ကော်စားသမားတွေကဘယ်နေ့လာမှာလဲဘယ်ညနေဘယ်နေ့မှလာမှာလဲအခုချိန်မှာကော်စားသမားတွေလာလို့မရသေးဘူးလေနော်9နဲ့ပတ်သက်ရင်51 53 56 5ခွန်မိန်းပါ1နဲ့ပတ်သက်ရင်15 16 1ခွန်18မိန်းပါနော်ထမင်းစားကတော့မစားသေးဘူးကော်စားတွေကဘယ်နေ့မှလာမှာလဲကဲပြောထားတယ်လေကော်စားသမားတွေတီးတန့်ကိုကဒီရက်တွေကော်စားမပေးဘူးဇွန်နဲ့ကော်စားတယ်ကော်စားသမားတွေကဒီရင်ဇွန်နဲ့လာကော်စားကော်စားလည်းမရနောက်ဆုံးအပိန်းနေငွေအတက်ဆုံးနေ့ဖြစ်တဲ့တောက်ကြနေညက်နေပါလားကော်စားသမားတွေနော်အဲ့ချိန်မှာလာတောင်းအဲ့ဒါကော်စားတီးတန့်ချပေးတာအဲ့ချိန်ကျရင်ဝတ္တာလည်းပိုကောင်းတယ်အဲ့ဒီကျရင်လုံးဝကိုယ်မတွေလုံးဝတလုံးဆွဲစားလို့ရတယ်ကျွန်တော်ပြောတယ်ရှင်းဘက်ကကျွန်တော်ပြောတယောက်မှလည်းမပေးကြပါဘူးကိုမြတ်စားရဲလားမစားရင်ကျွန်တော်ပေးကျွန်တော်စားမယ်ဆိုတော့ကျွန်တော်ပြောထားပြီးသားဟာနော်အဲ့တော့ငါနဲ့ပတ်သက်တဲ့ကိုမရမနမိုင်နေကောင်မှာငါပဲဒီတစ်ပိုင်မှာဒီပါငါနဲ့ပတ်သက်ရင်အဲ့51 53 56 59ဒီမိန်းမှာတင်းနဲ့ပတ်သက်ရင်15 16 1ခွန်18ဒီမိန်းမှာနော်မျိုးတွေကဲဒါလေးနဲ့အားပေးမယ်နော်ဒီမွေး channel ကြီးကို subscribe လုပ်တဲ့မျိုးတွေအားလုံးလုပ်ထားအောင်နော်အတူပါလေးသတိပြုပါနော်ကော်စားတွေနော်တဲ့ကော်စားကျင်လာတယ်ကဲအဲ့ဆိုရင်အားလုံးပဲအဆင်ပြေကြပါသည်နော် line ကလည်းမကောင်းတဲ့ခါကျတော့ကျွန်တော် line လေးဆင်းလိုက်မယ်နော် line ကရက်နေတယ် comment တွေလည်းမတက်တော့ဘူးဒီမှာ line တော်မကောင်းမျိုးတွေမနေ့ကမနေ့က like မှာလည်း line ကျသွားတာအဲ့ဒီဘက်တခြား MB နဲ့လွှင့်တာ line မကောင်းလို့ဆိုပြီးတင်တော့လည်းပြန်ကြောင်းလွှင့်ရတယ်အဲ့လိုမျိုးအဲ့ကြောင့် line တွေတိတ်မကောင်းတော့ကြောက်နေရတယ် line လွှင့်ကဲဒါလေးလုံးမယ်နော်မျိုးတွေဒါလေးလုံးမယ်ကဲဆိုရင် line ဆင်းပါမယ်ချစ်တွေအားလုံးနော်အားလုံးပဲအားပါပါကဲဘိုင်နော်ဘိုင်ဘိုင်